သူမကသူတို့တအိမ်လုံးကိုလှုပ်ကြံထက်ဖြတ်ခံတဲ့သူကိုကလေးစားပြန်ချေဖို့မျက်နှာခွဲစိတ်ပြုပြင်ပြီးမျက်နှာပြောင်းလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တုန်းကသူမရဲ့မိဘတွေတနာလို့မွေးစားခဲ့တဲ့ညီမစုစုကသူမတို့ရဲ့ချမ်းသာမှုကိုမတ်မော်၍သူမရဲ့မိဘတွေကိုလေးလှုပ်ကြံခဲ့၍အဖေကထောင်ကျသွားပြီးအမေကဆုံးသွားတယ်ပြီးတော့သူမရဲ့ရီစားမောင်းမောင်ကိုလေးရင်တိုင်းမှုပြုလုပ်ပေးလိုက်၍ပောက်ကွဲသွားတယ်ပြီးတော့ဒဏ်ရာရနေတဲ့သူမကိုတော့မြစ်ထဲပစ်ချလိုက်ပါတယ်။အဲကြောင့်သူမကနိုင်ငံခြားမှာနေ၍နှစ်ဆက်တိုက်စေကူတာမှုခံယူပြီးမျက်နှာနဲ့နာမည်ပြောင်းလိုက်၍အခုတော့ညီမစုစုကိုကလေးစားသွားချေဖို့ပြန်လာပြီးအင်တာဗျူးလာဖြစ်နေတယ်။အဲချိန်မှာစုစုကိုရှင်းပြမယ်ဆိုတော့စုစုရဲ့ယောက်ျားလောင်းဖြစ်တဲ့အောင်အောင်ကိုအရင်ရှင်းပြဖို့လို၍အောင်အောင်ရဲ့ယုံကြည်မှုကိုရအောင်အရင်ယူလိုက်တယ်။အဲကြောင့်အင်တာဗျူးလေးချက်ချင်းအောင်သွားပါတယ်။ပြီးတော့နောက်မနက်အစည်းအဝေးစာနဲ့သူမကအောင်အောင်ရဲ့အလုပ်ကိုအရင်လူယူလိုက်လို့စုစုလေးသူမကိုပေးလိုက်တယ်။အောင်အောင်ကတော့အရန်စိတ်တူ၍သူမကိုဘောပင်နဲ့ပြစ်လိုက်ပြီးဆူငေါက်လိုက်တယ်ပြီးတော့သူမကိုပါရိုက်မလို့လှုပ်တာနဲ့အောင်အောင်ရဲ့ညီလေးဖြစ်တဲ့မောင်မောင်ကလာတားလိုက်ပါတယ်။အမှန်တကယ်တော့မောင်မောင်နဲ့သူမကအရင်တုန်းကသမီးကြီးစားပါဒါပေမဲ့အခုတော့နှစ်ယောက်စလုံးကမျက်နှာနဲ့နာမည်ပြောင်းလိုက်ပြီးသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်လေးဆုံးသွားပြီးထင်ကြ၍အနားမှာပဲရှိနေပေမဲ့မတိကြတော့ပဲအလုပ်ကိစ္စပဲဆွေးနွေးနေတယ်။အဲချိန်မှာမောင်မောင်ကသူမအောင်အောင်ကိုကလေးစားချေချင်းတာတီး၍သူလေးသူကိုအမြဲထင်သေးတဲ့အောင်အောင်ကိုကလေးစားချေချင်း၍အလုပ်တူတူပေါင်းလုပ်ဖို့ကန့်လန့်လိုက်၍သူမလေးသူတို့နဲ့အေးရကဥတီချက်တူတာကြောင့်အလုပ်တူတူပေါင်းလုပ်ဖို့သဘောတူလိုက်တယ်။အောင်အောင်ကတော့အိမ်ရောက်တာနဲ့စုစုကိုဒီနေ့ကအလုပ်ပါဖြစ်လို့မင်းရဲ့ယောက်ျားလောင်းဖြစ်တဲ့ငါ့ကိုမပေးတာလဲဆိုပြီးစိတ်တူနေ၍စုစုကမာယာတွေနဲ့ပြန်ချော့နေတယ်။ဒါပေမဲ့အောင်အောင်ကစိတ်တူတူနဲ့အပြင်ကိုထွက်သွားလိုက်ပါတယ်။ပြီးတော့သူမကအိမ်မက်ဆိုးမဲ့၍လက်နိုးလာပြီးမောင်မောင်နဲ့လေရန်ရင်နီးတလူခံစား၍အောင်းနေတဲ့ချိန်မောင်မောင်ကအောင်အောင်ရဲ့မယားငယ်ကိုရှာတွေ့ဆိုပြီးပြောပြလိုက်၍သူမကမယားငယ်ကိုကူညီဟန်ဆောင်ပြီးသူမကမယားငယ်ရဲ့ကလေးကအောင်အောင်နဲ့ရတဲ့ကလေးမဟုတ်ပဲမယားငယ်ရဲ့ရီစားဟောင်းနဲ့ရတာဆိုတာ